လေးတန်းကလေးရဲ့အခြေရေးပြဿနာလေးကိုကျွန်တော်တို့အတူတူဆက်စုကြည့်အောင်ပေါ့နော်ဟုတ်ကဲ့နင့်ငါမကြိုက်ပါဘူးငါ့ကိုပောက်ကြိုက်လာမပြောပါနဲ့သူကဟဲ့တယ်နင်မပြောလို့ဘယ်သူပြောမှလဲသူကအခုကျတော့ကောင်းလေးနောက်တော့အပေါ်ကြီးကိုကြိုက်6လဲအခုကစိုက်တဲ့ရှိသေးလားအခုရိုးပဲကြိုက်တာလေရိုးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မစ္စတာဖြိုးကြီးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဟာသားစာပေလေးတွေကိုဘူးတူရရစရာဗီဒီယိုလေးတွေကိုလည်းကျွန်တော်တစုတစည်းရဲ့ reaction လုပ်ပြီးမှဖြစ်ပါတယ်ရှော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးလိုက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ဘေဘီကိုကိုထားမသွားနဲ့နော်ဟုတ်ကိုတဲ့ကိုပဲထားသွားမယ်ဘတ်ပိုင်စောက်ကြောတင်းတာနော်ကိုမတကွက်ပြသွားသည်ကိုဘာလို့ညာလို့ဘာလဲဘေဘီရဲ့ကိုထားမသွားနဲ့နော်ဟုတ်ကိုတဲ့ကိုပဲထားသွားမယ်ဘတ်ပိုင်သဘောကျတယ်နော်ညမနဲ့တွဲမလားတဲ့ဂျပန်စာတော့မတက်ဘူးတဲ့ဂျပန်လိုတော့အော်တက်တယ်နော်ဘာလဲသူများကြီးလို့ဂျပန်စာတော့မတက်ပြင်မဲ့ဘာလဲဂျပန်လိုတော့ကောက်ကောက်အော်တက်တယ်သူများကြီးလို့ဟိုကတက်ပါတယ်ဒီဟာတက်ပါနေတယ်တော့မဆွဲဆောင်ဘူးကိုတက်တာလေးနဲ့ကိုဆွဲဆောင်ရတာဘာလဲညမနဲ့တွဲမလားတဲ့ဂျပန်စာတော့မတက်ဘူးဘာလဲဂျပန်လိုတော့အော်တက်တယ်နော်ကြိုင်တွဲလို့ရတယ်သဘောပေါက်လားမောင်းနဲ့ရန်ဖြစ်ဦးအောင်စော်ကြားလာတယ်ဦးအောင်စော်ကဘယ်သူလဲအေးတစ်သလုံးနေခံနေလိုက်ဟိဟိုမှာဥအောင်စော်ခိုင်းတာကွာဒီလို fighting နေပါလေပလေးခိုင်းတာဗာလဲဥအောင်စော်ကဘာတူလဲအေးတလုံးနေခံနေလိုက်တော့တယ်နော်စေတနာမေတ္တာမရှိတော့ဘူးနော်ဗာလဲစေတနာမေတ္တာလုံးလုံးမရှိတော့တလုံးနေခံနေလိုက်ဟိတယ်ကျေးဇူးတင်ပါတယ်လို့အိုးကြကွဲတိုင်းငါလုံးမထင်နဲ့လေးတဲ့ကိုဦးတို့လည်းဖြစ်နိုင်တာပဲတဲ့နော်ဟုတ်တော့လေဟုတ်တာပဲကွာနော်ဒါဥနိုင်လူရဲ့ပေါက်ကွဲရင်ဖွင့်တာဗာလဲအိုးကြကွဲတိုင်းငါလုံးမထင်နဲ့လေးတဲ့ကိုဦးတို့လည်းဖြစ်နိုင်တာပဲတဲ့နော်ကိုဦးတို့ဒါဥဆိုင်အောင်တင်းတို့နော်မင်းရဆက်တို့အများကြီးရှိသေးတာပဲနော်အားရှိဥနိုင်လူပဲထင်နေတော့ဥနိုင်လူတဲ့ဒါဘယ်လိုပြောရမလဲနည်းနည်းပေါက်ကွဲတယ်တို့ဘာလို့ညာတို့ပေါ့သိရပါသူကညမလေးကိုအသုံးချနေတာလေလူသုံးလုံနေတာနော်တဲ့ဒါဆိုသမီးကသူ့အတွက်အသုံးဝင်လို့ပေါ့နော်ဆရာမတဲ့ပြောလိုက်တာဆရာမရဲ့တဲ့နော်ပိစက်တက်သူကြီးပိစက်တက်သူလူရဲ့နှလုံးသားဆိုတာအဲ့ဒါပဲနော်သူကညမလေးကိုအသုံးချနေတာတဲ့လူသုံးလုံနေတာနော်တဲ့ဒါဆိုသမီးကသူ့အတွက်အသုံးဝင်သေးတာပေါ့နော်ဆရာမတဲ့ပြောလိုက်တာဆရာမရဲ့နော်ဒါပိစက်သူလူနှလုံးသားနော်ပိစက်မှုကြီးနဲ့ချစ်တာနော်ဖခင်မြတ်တာတဲ့ဒီတက်ရွယ်ဒီဖအေကိုချွဲတုံးနဲ့မိဘရှိတုံးတန်ဖိုးထားပါအမကြီးတဲ့ဖအေမရှိမှနောင်နာမရပါနဲ့တဲ့နော်အောက်ကဗီဒီယိုတင်တဲ့လူကဗာလဲလင်မရပါရှင်တဲ့နော်အပိုင်းတက်ဇသိန်းဗာလဲကွန်မန့်မန်တဲ့လူကသူ့ကိုယ်သူမေတ္တာစေတနာရှင်ကြီးပါပေါ့သိရမလားမိဘတွေပေါ်မှာတိတက်လိမ်မာသူကြီးပါဗာလဲဖခင်မြတ်တာတဲ့ဒီတက်ရွယ်ဒီဖအေကိုချွဲတုံးနဲ့မိဘရှိတုံးတန်ဖိုးထားပါအမကြီးတဲ့ဖအေမရှိမှနောင်နာမရပါနဲ့တဲ့ဗာလဲလင်မရပါရှင်တဲ့တခွန်းနဲ့ပြီးသဘောကျတယ်နော်ရီးစားရှိရနေတဲ့ဘာလို့အခုကိုလာပလစ်နေရလဲညီမတဲ့အကိုကချစ်စရာလေးဆိုတော့တဲ့ကောင်းလေးနဲ့ပြည့်ရင်တွဲအောင်လို့ကြိုပလစ်ထားတာပါရှင်းတယ်နော်သူမရဲ့ပလန်ချတတ်မှုကြီးကတော့ခြေပြားလက်ဖြားတွေအကုန်ခါပါတယ်နော်ဘာလဲအဲ့လိုမျိုးရီးစားထားပြီးအသေးမကွဲခြင်းဆိုအဲ့လိုမျိုးပလန်လေးတွေရှိဖို့လိုတယ်တိလားရေရှည်ပလန်ရှိဖို့လိုတယ်နော်ဘာလဲရီးစားရှိရနေဘာလို့အခုကိုလာပလစ်နေရလဲဆိုရင်အကိုကချစ်စရာလေးဆိုတော့တဲ့ကောင်းလေးနဲ့ပြည့်ရင်တွဲအောင်လို့ကြိုပြီးတော့ဘိုကင်ချိတ်တာသိရမလားသဘောကျတယ်နော်ဒါလေးကတော့ကြည်ခွဲကြပြလေးပေါ့နော်ပန်းကလေးများပွင့်တော်မြည်တဲ့ဖူးရန်ဝင်းလို့ကြီးတဲ့ဥယျာဉ်မှုကခရီးသွားတဲ့ဂျားလူဝင်ခူးသွားတယ်နော်โอเคပါဝင်ခူးသွားတဲ့ဂျားလူစီးတဲ့ပန်းလေးပြုံးလို့ကြီးတဲ့ပြန်ရောက်လာတဲ့ဥယျာဉ်မှုတဲ့နေတိုင်းလွမ်းလို့ယူတယ် Oh my god ဟာဗရာသာယာနော်ဘလူကြီးတောင်ရေးချလိုက်တာလဲလို့နော်ဘလူကြီးတောင်ရေးချလိုက်တာလဲစက်သိမ်းမွေးညင်းနေပါထားသွားတယ်surprise ဆိုပြီးတဲ့ရွှေဆွဲကြိုးလေးဝယ်ပေးလိုက်တာတဲ့ငိုချနေတယ်ဩတဲ့ဘာမှမတောင်းဆိုတဲ့သူကတဲ့အရာအလုံးနဲ့ထိုက်တန်ပါတယ်တဲ့နော်ကိုမြတ်မင်းဦးကလည်းအားကြတယ်ဗျာတဲ့ကျွန်တော်ကောင်မလေးလည်းငိုဘူးတဲ့ဆွဲကြိုးဖြတ်ပြီးဖဲရိုက်လို့တဲ့နော်သူများတွေကဆွဲကြိုး surprise လိုက်တာသူကကြတော့ဗာလဲဆွဲကြိုးဖြုတ်ပြီးတော့ဖဲရိုက်တာဟမ်နည်းနည်းလေးကာလန်ဒေတာတော့တူတယ်နည်းနည်းလေးကွဲပြားခြားနာတာပဲရှိရသိရမှာနော်ဘယ်လိုပဲဖြစ်ဖြစ်သဘောကျတယ်နော်မင်းကြိုက်တဲ့ပုံစံတိုင်းငါနေခဲ့တာမဟုတ်ဘူးနော်ငါနေတဲ့ပုံစံကိုပဲမင်းကြိုက်ခဲ့တာအခုမှဟိုလိုနေဒီလိုနေလာမပြောနဲ့ကွာအခုကိုနေတဲ့ပုံစံကိုကြိုက်လာမကြိုက်ဘူးတဲ့မကြိုက်ရင်ပြီးရောပြင်မင်းမယ်ငါအဟုတ်မလို့ဗတ်နေတာနော်ဖြဲမလားရေးမလားလို့ဗာလဲမင်းကြိုက်တဲ့ပုံစံတိုင်းငါနေခဲ့တာမဟုတ်ဘူးတဲ့ငါနေတဲ့ပုံစံကိုပဲမင်းကြိုက်ခဲ့တာအခုမှဟိုလိုနေဒီလိုနေလာမပြောနဲ့ကွာအခုကိုနေတဲ့ပုံစံကြိုက်လာမကြိုက်ဘူးတဲ့မကြိုက်ရင်ပြီးရောပြင်မင်းမယ်လူသားမဆန်လိုက်တာကွာနော်လူသားမဆန်လိုက်တာဗာလဲဖြဲမရေးမယ်ထင်ထားခဲ့တာတကယ်အဲ့လိုမျိုးထင်ထားခဲ့တာစိတ်ကူးနဲ့လက်တွေ့တခြားစီဖြစ်သွားတယ်စိတ်မကောင်းလေးတန်းကလေးရဲ့အခြေရေးပြဿနာလေးကိုကျွန်တော်တို့အတူတူဆက်စုကြည့်အောင်ပေါ့နော်ဟုတ်ကဲ့နင့်ငါမ
မကြိုက်ပါဘူးငါ့ကိုပောက်ကြရလားမပြောပါနဲ့သူကဟဲ့တယ်နင်မပြောလို့ဘယ်သူပြောမှလဲသူကအဲ့ညချင်မိုးလားအဲ့ဒီမှာတကယ်ဆိုဟဲ့တို့ငါချစ်တယ်ဆိုရင်ပြန်ပြောလိုက်တဲ့အချိန်မှာလေအဲ့ဒါလေအချက်တွေကိုနောက်နေလိုက်တာသူကတမျိုးလေစောင်းဝဲဖြေခိုင်းဒီမှာသူပြီးသွားပြီဆိုအချိန်မှာလေဟဲ့တယ်ငါ့ကိုတဲ့မြင်းမြင်းလေးချစ်ပြီးသွားတယ်တလားခွဲနှစ်လားခွဲတဲ့အဲ့လိုမျိုးပြောအဲ့ချိန်နောက်နေလိုက်တာသူကတမျိုးကြာဖြစ်ရောအဲ့ညမပြောလို့ဆိုကြာပြလိုက်ချိန်မှာသူကတမျိုးမခေါ်တော့အဲ့လိုသူကတမျိုးပြက်သွားနောက်နေလိုက်တတိပထမဦးဆုံးကြိုက်တာဘယ်လိုလဲဆိုရပါလဲစိတ်ကြီးကိုရောအရင်ကြိုက်တယ်ဒါသူ့ ဒါအမှန်တကယ်တော့ဒါက line မတင်ပြီးတော့ကြွားရအောင်မဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်ဒါကတော့ဒါကျွန်တော်တဦးတယောက်တည်းအမြင်ကိုပြောရမယ်ဆိုရင်ဒါက၄တန်းခလေးရယ်ဆိုတာအရန်ဥမာငယ်သေးရပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုမျိုး၄တန်းနေမဟုတ်ဘူးကျွန်တော်တို့၈တန်းလောက်ဒီကိုကျွန်တော်တို့ဘာမှမသိဘူးနှက်ချီပလဲနဲ့ဒါရှောက်သွားကောင်းတော့ဒီလိုမျိုးအရွယ်တွေမှာဒီလိုမျိုးစကားပြောတာဒါဘလောက်ပဲချစ်စရာကောင်းနေပလိတ်စီအောင်ဒါကအသိရမလားအချီရေးဘာရေးညာရေးဟာဒီလိုအရွယ်တွေမှာလုံးဝစိတ်ဝင်စားဖို့မကောင်းတဲ့အရွယ်လေးတွေလို့တော့ကျွန်တော်မြင်မိပါတယ်ဒါကိုလည်းကျွန်တော်က knowledge sharing အနေနဲ့ကျွန်တော်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့လဲကျွန်တော်ကလေးမလေးရဲ့မျက်နှာကို blue လောက်ထားတာပေါ့နော်နည်းနည်းလေးဝါထားတာပေါ့နော်ဆိုတော့ဒါတွေကတိတ်သဘောတဘာဝတော့မကြဘူးပေါ့နော်ပြောတာကတော့ချက်ပါပဲဒါကျွန်တော်တဦးတယောက်ထင်းအမြင်ကိုပြောတာပေါ့နော်ဆိုတော့ဆက်ကြည့်အောင်ပေါ့နော် ကြိုက်တယ်ဒါပေမဲ့အခုကျတော့ကောင်းလေးနောက်တော့အဖိုးကြီးကိုကြိုက်တယ်၆တန်းကို အခုကစိုက်တဲ့သူရှိသေးလား အခုကြီးကိုပဲကြိုက်တာလေ ကဲအဲ့ကိုယူပဲကြိုက်တာတဲ့နော်6တန်းကိုယူကြိုက်တာကိုတွေတော့က6တန်း9တန်း10တန်းလုံးဘာမှမသိတာတကယ်အညာပွဲဆိုလို့တွက်ကြည့်ရဲ့အေးဘာပွဲလဲဆိုဘာပွဲလဲယေကဲမော်ရယ်ချောလေးတွေဒါတွေကသွားနောက်လို့မရအောင်ကျွန်တော်တို့ကိုယ်တိုင်လည်းတည်ရမှာ12နှစ်13နှစ်လောက်တုန်းကဒီလိုမျိုးမိုးကြိုးငှက်ငယ်ပွဲဆိုရင်အဲ့လိုမျိုးကျွန်တော်တို့ရွာဘက်တွေမှာဆွဆွမြဲမြဲလိုက်ကြည့်ကြရတာဘာလို့ကြည့်လဲဆိုတော့အဲ့လိုမိုးကြိုးငှက်ငယ်ပွဲသွားကြည့်လို့ရှိရင်သူတို့တည်ရမှာတီလုံးအမျိုးကြီးတွေဖွင့်ပြီးတော့ကပြတာသဘောကျလို့အဲ့လိုမျိုးကျွန်တော်တို့ကိုယ်တိုင်ဆွဆွမြဲမြဲသွားကြည့်ရတာဆိုတော့ဒါသွားဗလိန်လို့တော့မရဘူးဆိုတော့သဘောပေါက်လားကဲဆိုတော့ကျွန်တော်ရဲ့ reaction video လေးကဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye